အမေကဝိုင်းကကနေပြန်လာတော့မယ်ဆိုဖီးကျဲတယ်ဆရာအသိပြီလားဆရာဒီမှာဒီဘဲမှာဟိန်းဆိုးဆိုရယ်ပဲမှန်လားကျွန်တော်ပြောပြမယ်ဗျာဆရာအဲ့ဒါလေးလည်းခုကကွန်မန့်မှာခါတယ်ဟိုအဲ့လိုမျိုးမြင်နေရတော့ကျွန်တော်ကိုယ်တိုင်လည်းဆရာဥဆောင်နေတယ်အဲ့ကိစ္စကိုဒါပေမဲ့လူညီမရမှာအဲ့ကိစ္စဘယ်လိုဖြစ်တာလဲဘယ်လိုလဲဆိုအခုကျွန်တော်တို့ MSC မှာဆရာသိတဲ့အတိုင်းပဲဗျာကျွန်တော်တို့ဒါစကန်ရတယ်တကယ်တော့ချန်ပီယံဖြစ်တော့ပိုပြီးတောင်းဆိုလို့ကောင်းမှာဆိုပေမဲ့ကျွန်တော် MSC ဒုတိယဆိုတာကြီးကလည်းတကယ်ဟိုလဲတဲ့ position တော့မဟုတ်ဘူးဗျာဆိုတော့ကျွန်တော်တို့ကဖြစ်စေချင်တာဒီခုလာမဲ့ major tournament ဖြစ်တဲ့ M8 မှာကျွန်တော်တို့ဟိုနှစ်စလော့တွေပါမဘေးအောင်မှာကျွန်တော်အဲ့ကိစ္စကိုကျွန်တော်ဥဆောင်နေတယ်ဗျာသိလားညီကိုတွေလည်းသိသွားအောင်လို့ကျွန်တော်ဆရာချောင်းကိုလည်းကျွန်တော်တိုင်ပင်ပါဗျာအဲ့လိုမျိုးတိုင်ပင်တဲ့သဘောပေါ့ဆရာလည်းစဉ်းစားပြီးတော့ကျွန်တော်တို့နိုင်ငံကအခုချိန်မှာနေရာတနေရာကိုကျွန်တော်ယူပြခဲ့တယ်ဗျာတခြား region တွေလိုမျိုးပဲကျွန်တော်တို့ဒီလေ strong နေ region တစ်ခုအနေနဲ့လူတွေကိုကျွန်တော်ကချပြခဲ့ပြီးပြီဆိုတော့ဟိုကျွန်တော်အခုလာမဲ့ M8 မှာအရင်လိုမျိုးတစ်စလော့ပြန်ပေးတာမျိုးကျွန်တော်လိုချင်တယ်အခုကမပေးတော့ကျွန်တော်တစ်ချက်ချင်းမှကျွန်တော်တေချာနားမလဲလို့ M8 မှာကျွန်တော်တို့ကအခု MS season 4ဆိုတဲ့ဟို qualifier ပွဲလို့ပြောလို့ရှိတယ်ဆိုတော့အဲ့မှာနိုင်တဲ့တီးကအရင်တော့ဆိုရင်နိုင်တဲ့တီးတန်းသွားတယ်ဆိုတော့အခုကအဲ့လိုမျိုးမသွားတော့ဆရာနောက်မှဂျားမှာအဲ့လိုမျိုး MCT ဆိုရဲတော့မှန်ကြီးမသိဘူးကျွန်တော်ရင်ထဲမှာဆရာဒီ run လုပ်လိုက်တယ်ကျွန်တော်တို့ခံရတယ်ဒီ run လုပ်တယ်ဆိုတာကျွန်တော်တို့ direct slot မဒီကနိုင်တဲ့လူကနောက်ထပ်ပြိုင်ပွဲတစ်ခုထပ်ဆော့ပြီးအဲ့ထဲကနိုင်တဲ့တသင်းM8 ကိုသွားဆော့ဟုတ်တယ်ဆရာကျွန်တော်တို့ကအဲ့လိုမျိုးသွားဆော့ရအဲ့ဆရာပဲ MICD လားအဲ့ပွဲကဆော့ MCD ကဘယ်သူနဲ့ဆော့သူကဒီ MDN ဖိလစ်ပင်းတို့ MDN အင်ဒိုနီးရှားတို့ကသူသွားဆော့ရမှာဖြစ်ပြီးအဲ့လိုဆရာဟိုကျွန်တော်တို့လူတွေတော့ confidence ရှိရမှန်ပေမဲ့အကယ်၍များ game ဆိုတဲ့တဘောကျွန်တော်ဟိုတနေ့ကပြောသလိုပဲခြေကျော်လက်ချော်ဆိုရင်ဖြစ်တယ်ကျွန်တော်ရှိတယ်ဖြစ်တဲ့ခါကျတော့ bro ကျွန်တော်တို့ကဒီမှာလဲဗျာအကောင်းဆုံးအသင်းတွေမှာအခုဆရာတို့လည်းသိရ Burmese God နဲ့တင်7လာ collaboration Burmese တင်7 collaboration ဘာညာလုပ်ပြီးတော့ကလေးတွေကအများကြီးနိုင်ငံတကာပွဲတွေအတွက်ကိုကြိုပြင်ဆင်နေတယ်လို့ကျွန်တော်ဟိုနေ့ကတွေ့တယ်ဝမ်းတာနေအဲ့တော့ထားပါတော့အခုကျွန်တော်တို့ကလေး